အားလုံးပဲမင်္ဂလာပါမောင်ဟာတိတ်အခုတစ်ခေါက်ပြပြချင်တာကတော့ Apple Pencil အစားထိုးအသုံးပြုခြင်းတဲ့လူတွေအတွက်မောင်ဟာတိတ်လက်ရှိကိုယ်တိုင်အသုံးပြုနေတဲ့ကိုချိုတို့ကထုတ်ထားတဲ့ GT14 Stylish Pen အကြောင်းလေးပြပြချင်တာဖြစ်ပါတယ်ဒီ pencil လေးက Apple က Find My App နဲ့တခါတည်းတရားဝင်ချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတာဖြစ်ပါတယ်ဆိုတော့အထဲထဲမှာပါလဲစက်ကြည့်လိုက်အောင်လို့ပေါ့နော်အထဲထဲမှာပါလဲဆိုတော့ထုံးစံတိုင်းပဲ manual ပုတ်လေးပါမယ်ပြီးလို့ရှိရင်ကိုချိုတို့ GT14 pencil ဒီ stylish pencil လေးပါမယ်ပြီးတော့ဒီကောင်လေးကtype C နဲ့ဆိုတော့အသွင်းရတာပို့ပြီးတော့မြန်နေလွယ်ကူတဲ့အပြင်ဒီကောင်လေးက pencil ကိုနှစ်ချက်နော် power button လေးကို2 second အကြာဖိလိုက်အောင်နဲ့ power လေးပွင့်လာပြီးတော့ချိတ်ဆက်ပြီးတော့အသုံးပြုရတယ်ဆိုတော့ပို့ပြီးတော့လွယ်တယ်ပေါ့နော်မောင်ဟာတိတ်ဒီ stylish GT14 pencil လေးနဲ့ iPad နဲ့ဘယ်လိုချိတ်လဲဆိုတာပြပေးမယ်နော် iPad နဲ့ pencil နဲ့ connect လုပ်ရအရင်လွယ်ပေါ့နော်ဒီ pencil ရဲ့ power button လေးကို2 second အကြာအရင်ဆုံးဖိထားလိုက်ပေါ့နော်ဖိပြီးလို့ရှိရင် power ပွင့်သွားပြီဆိုလို့ရှိရင် iPad Bluetooth ရဲ့ဝင်ပြီးတော့ GT14 လေးကိုconnect လုပ်ပေးလိုက်ရုံနဲ့ချိတ်ဆက်သွားပြီပေါ့နော်မောင်ဟာတိတ်အသုံးပြုတဲ့ဒီ GT14 stylish pen လေးကိုဝယ်ယူချင်တယ်ဆိုလို့ရှိရင်မောင်ဟာတိတ် channel နဲ့တစ်ဆင့်ဝယ်ယူအားပေးလို့ရပါတယ်ပေါ်တာတို့အားလုံးကျေးဇူးပါ see you next video